Hello guys ဒီနေ့ရုံးရဲ့ဆိုင်မှာပစ္စည်းလေးကျန်တဲ့ဟာလေးကိုရုံပြပေးပါမယ်ဒီမှာပါနော်ဒီပန်းရောင်လေးစင် so cute မှာပါဒါပန်းရောင်ကောင်းစီကွန်းလေးကျန်တယ်ပြီးရင်မှာရွှေရောင်လေးကျန်ပါတယ်နော်ဒီမှာဆိုရင်ခင်းရောင်လေးလည်းကျန်ပါသေးရဲ့သုံးခွန်းမဲ့ကျန်တော့ရေပေါ့နော်ဒီရုံးဒီမှာလက်ရှိရတာမချို့ရသေးရဲ့ဟာဒီမှာကြည့်အောင်အများကြီးပဲမချို့ရသေးရဲ့ဟာပါဒါကတော့မျိုးဆိုင်ကပြင်းဝင်မျိုးနဲ့ရေချောင်းဥမာရှိပါရဲ့ရှင်ရုံးတို့ဆိုင်ကကျင်းလေးပေါ့နော်ရုံးဆက်ပြပေးပါမယ်ပါဒါလေးကတော့ရုံးစီမှာလက်ခဏပြောရဲလက်ရှိကျန်တဲ့3ခွင်းပေါ့နော်ဒီမှာဆိုရင်မခဏမချုပ်ရသေးတဲ့ကောင်းစီခွင်းလေးပါဒါတော့ရုံးဆိုင်လေးပါဒီမှာကြည့်အောင်နော်ကျင်းလေးပဲရုံးဆိုင်လေးခဏပြရတာတော့ရုံးရဲ့ဆိုင်လေးပဲဖြစ်ပါရဲ့ကျွန်တော်ကဒီမှာဆက်ချုပ်ဆိုင်နဲ့တူတွဲဖွင့်ထားတာပါဆက်ချုပ်ဆိုင်လေးကိုရုံးပြပေးပါမယ်ရုံးတို့ဆက်ချုပ်တဲ့နေရာပါဒီမှာကောင်းစီကွန်းနဲ့ချုပ်တာပါဒီမှာပါဒါတော့ရုံးတို့ဆက်ချုပ်တဲ့နေရာလေးပါရှင်မှာပါနည်းနည်းတော့ရှုံးနေပါရဲ့နော်ရုံးလို့ဆိုင်မှာအကောင်စီကွင်းနေအပြင်လေးတိလားဒီလိုမျိုးဟာလေးလည်းရှိရပေါ့နော်ဒါမျက်နှာတို့ဘာလို့ဆိုရင်ဒါတုံးတဲ့ဟာလေးပေါ့နော်ရုံလို့ဆိုင်မှာအကောင်စီကွင်းတို့ဒီဟာလေးအပြင်လေးတိလားဖုန်းထည့်တဲ့အိတ်လေးရှိရဖုန်းထည့်တဲ့အိတ်က2မျိုးရှိရဈေးတော့မတူဘူးပေါ့နော်ဒါလေးဆိုရင်သူကဟိုမပါဘူးပေါ့နော်ဖုန်းလေးမပါတဲ့ဟာလေးပါရှင်ဒါတော့ short ကြနိုင်ခြင်းရှိရပေါ့နော်ဒါလေးကတော့ဖုံးလေးပါပါတယ်ပြီးတော့သူကတော့ဖုံးလေးနဲ့ကျိုးရလည်းရှိလေးပေါ့နော်ဖုံးကတော့နှိပ်စီလေးနဲ့ပါရမ်းချစ်စရာကောင်းပါရဲ့ရုံတို့ဆိုင်မှာ aura တွေလည်းမှာလို့ရတယ်ပေါ့နော်ရုံတို့စီကိုလာဝယ်ခြင်းလည်းလာဝယ်လို့ရပါတယ်ရုံတို့စီကိုမန္တလေးကိုရန်ကုန်တို့ဝင်ပြီးတော့လိုချင်တဲ့လူတွေကိုလည်း aura ပေးပါရှင်ရုံတို့မှာလက်ကားလေးရပါရဲ့ကဲရုံးချမ်းရှိလေးကိုခဏလေးပြပေးပါမယ်ဒီမှာပါဒါကတော့ရုံးတို့ရဲ့တီးတန့်လန်းလေးပေါ့နော်တီးတန့်လန်းဆိုရင်လည်းအိတ်တိန်တော့ရှိပါသေးရဲ့ဒါလေးကတော့ရုံးတို့အိမ်ဝင်တဲ့လန်းလေးပါကဲရုံးဆိုင်မှာဝယ်ခြင်းတော့ aura လေးမှာလို့ရတယ်ကိုယ်တိုင်လေးလာဝယ်လို့ရတယ်ဆိုတော့ရမ်းစင်ပြေပါတယ်ဆိုတော့ရုံးတို့နဲ့အနီးကပ်ကောင်းစီကွန်းလေးကိုတခြားလေးကြည့်ပြီးတော့အကြောင်းလေးရွေးပြီးတော့လည်းမှာလို့ရပါတယ်ရှင်ရုံးတို့က